ဘယ်နိုင်ငံမှမလုံနိုင်တဲ့အရာတစ်ခုကိုတရုတ်ကလုပ်ပြသွားခဲ့တယ်။အနာဂတ်မြို့တော်ကြီးလို့တင်စားခံရတဲ့တရုတ်နိုင်ငံချောင်းကွင်းမှာဒရုန်းပေါင်း16,000ကိုအသုံးပြုပြီးတော့အခုလိုမျိုးပြပွဲကြီးတစ်ခုကိုနှစ်စဉ်နှစ်တိုင်းပြုလုပ်လို့ရှိပါတယ်။အမေရိကန်နဲ့ဂျပန်တို့လိုမျိုးအဆင့်မြင့်နိုင်ငံကြီးတွေကတော့မှဒီပြပွဲကိုလိုက်လံတူးပနိုင်ခြင်းမရှိသေးပါဘူး။ဒီပွဲကြီးကိုဦးစီးပြီးတော့ကျင်းပကြတဲ့သူတွေကတော့တရုတ်နိုင်ငံလုံးကအတော်ဆုံး IT နည်းပညာသမားတွေနဲ့ဉာဏ်ရည်ထက်မြက်ကတီထွင်နိုင်စွမ်းရှိတဲ့အင်ဂျင်နီယာလူငယ်လေးတွေပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်လို့ပြင်ဆင်မှုတွေကလည်းမနှဲမနှောကိုများပြားလာပါတယ်။သုံးဆွဲထားတဲ့ drone အရေအတွက်ဟာ1000ကျော်ကနေ3သိန်းအထိကိုရှိနေတာကြောင့်အရာတွေကိုအစီအည်နေရာချတာပြသမဲ့ပြကွက်တစ်ခုချင်းစီအတွက်လေ့ကျင့်မှုတွေပြုလုပ်တာဘယ်အခြေအနေမှာဘယ်လိုပြစ်တင်မဲ့ဆိုတဲ့တိုင်ပင်ကြိုက်တာတွေနဲ့ဘက်ထရီထိမ့်သိမ်းနိုင်တဲ့စွမ်းအားတွေကိုစစ်ဆေးရတာမျိုးတွေစသဖြင့်အများကြီးကိုရှိပါတယ်။ဒီပွဲတော်ကြီးကိုကျင်းပတော့မယ်ဆိုတာနဲ့ချောင်းကွင်းမှာရှိတဲ့ကွင်းပြင်ကျဲကြီးစီကိုတွားပြီးတော့ drone ပေါင်း1000ကျော်ကိုအခုလိုမျိုးနေရာချရပါတယ်။ညဘက်ကိုရောက်ပြီဆိုတာနဲ့ပြည်သူတွေအားလုံးကအဲ့ဒီနေရာကိုတယောက်မကျန်စုဝေးပြီးတော့ရောက်ရှိလာကြပါပြီ။ဒီမှာမြင်နေရသလိုလှပပြီးတော့ရုပ်လုံးကြွလုံးနဲ့မြင်ကွင်းတွေကိုမြင်ရဖို့အတွက်ဆိုရင် drone တစ်လုံးချင်းစီတိုင်းကိုဘယ်နှစက္ကန့်မှာဘယ်လိုမျိုးအမြင့်အကွာအဝေးအထိရောက်အောင်တွင်းထုတ်ရမယ်ဆိုတဲ့သတ်မှတ်ချက်တွေထားပြီးတတိကြီးကြီးနဲ့ဆောင်ရွက်ရပါတယ်။မြင်ကွင်းတွေကလည်းရိုးရိုးတာမန်လုံးဝမဟုတ်ဘဲနဲ့ live action လိုမျိုးလှုပ်လှုပ်ရွရွဇက်ဝင်ကန်းလေးတွေအများကြီးပါ။ဒီပွဲတော်ဟာတညလုံးကျင်းပတာဖြစ်ပြီးတော့အခုလိုအလင်းရောင်လုံးဝမရှိတဲ့ကောင်းကင်ကြီးထဲမှာလင်းလက်နေတဲ့ပြရုပ်တွေကတော်တော်ကိုသဘောကျနှစ်သက်စရာကောင်းတာတော့အမှန်ပါပဲ။ဒါပေမဲ့အဲ့ဒီနောက်ွယ်မှာကုန်ကြတဲ့ဈေးဟာဆိုရင်လည်းတရုတ်နိုင်ငံလုံးကလူတွေတစ်နှစ်လောက်ထမင်းကျွေးလို့ရတဲ့အထိကိုအတိုင်းအတာမှာရှိပါတယ်။ဒါကြောင့်မလို့နိုင်ငံခြားကလူတွေရာဆိုရင်တော့မစားရတဲ့အမဲတဲနဲ့ပတ်ဆိုသလိုဒီလိုမျိုးမျက်စိအရသာခံပြီးတော့တညတာကြည့်ရှိလို့ရတဲ့ပွဲတော်ကြီးမှာပတ်စံတွေအများကြီးအကုန်ခံမဲ့အစားအီသီယိုးပီးယားနဲ့အာဖရိကတိုက်ကအစာငတ်ပြတ်နေတဲ့လူတွေကိုပဲတွားရောက်ပြီးတော့လှူဒန်းလိုက်ကြပါလားလို့ကဲ့ရဲ့ပြီးတော့ပြစ်တင်ဝေဖန်ကြတာတွေလည်းရှိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါဒါဟာဂင်းနစ်စံချိန်တင်ထားခံရတဲ့ကမ္ဘာပေါ်မှာအကောင်းဆုံး drone ပြပွဲတစ်ခုဖြစ်နေတာကြောင့်မလို့သူတို့ကတော့ဒီပွဲတော်ကိုတစ်နှစ်တစ်ခါဆက်လက်ကျင်းပနေသေးပါပဲ။ပရိသတ်တို့လည်းဘဝမှာတစ်ခါလောက်တော့အခုလိုမျိုးတစ်နှစ်တစ်ခါသာကျင်းပပြုလုပ်တဲ့ရင်သက်ရှုမောပွဲ drone ပွဲတော်ကြီးကိုလက်လွတ်မခံဘဲနဲ့တွားရောက်ကြည့်ရှုသင့်ပါတယ်နော်။